Hello Ruby ဖြစ်ပါ Ruby ဒီနေ့မှာတော့ပေါ့နော် Black and White ဆိုတဲ့တာဝါလေးထဲမှာလှုပ်ဝက်ချက်တွေလာပြပြဖြစ်ပါတယ်တော်တော်များများလှုပ်ဝက်ချက်ကိုအဲ့ဒေါင်းပေါ်တက်လိုက်တာနဲ့ဒီပေါ့နော်ရရလို့ပဲထင်ကြရတယ်03လုံးမှာ03လုံးနှိပ်ပါပြီးလို့ရှိရင်တော့ဒီအစိမ်းရောင်လေးကိုနှိပ်လိုက်ပေါ့နော်အဲ့မှာပွင့်သွားပါလိမ့်မယ်အဲ့ Ruby ရပြတမရတော့ပေါ့နော်မရသေးတဲ့သူတွေဆိုရပါတယ်ပေါ့နော်ဘေးပဲနေရဟဲ့ဘာပြီးလို့ရှိရင်နောက်ထပ်တစ်ခုကကြတော့ဒီအဲ့ဟိုဘက်ကိုအဲ့ပေါက်နည်းနည်းအယောင်နည်းနည်းပြောင်းတာပေါ့နော်အမရိုဘီတေချာကြီးအမဘာဖြစ်သွားလဲဆိုတော့ဘိုင်းကကြာသွားအဲ့မတေရောတွေ့လားတေဝါပြီဟုတ်ပါသားခဏလေးနော်โอเคပါပြန်လာပါပြီတေချာလေးပေါ့နော်အမပြန်ပြောက်သွားလို့အမပေါ့နော်တခဏတွင်တန်းမရပါဘူးအဲ့မှာခုံလိုက်ပေါ့နော်ခဏလေးပဲပတ်မွေလိုက်ပေါ့နော်ပြီးတော့ခုံမဲခုံ냐အဲ့ညောခုံလိုက်ပါအချိန်တစ်ခုကြာလာလို့ရှိရင်တော့သူကလည်းသူရသွားပါလိမ့်မယ်ရိုဘီဗီဒီယိုမြန်ထားလားမမေးနဲ့ရိုဘီဗီဒီယိုအရင်မြန်ထားနော်9မိနစ်ကို3မိနစ်ကျော်တယ်မြန်ထားအမအောက်တစ်ချက်ပြန်ပြုတ်ကြသွားတယ်နေရသွားမှကပါနဲ့အမရပါပြီကျမတို့ဒီတာဝါကိုလုံးဝကစူးစမ်းနေတဲ့အရာကြီးဘာကြောင့်လဲကျမအရင်ချီးပါစေတဲ့အဲ့တာဝါဒီရောလေအိမ်နာတက်ကပန်းနိုင်အိမ်နာတက်ကကျေးဇူးတိတ်ကြမလဲလာဘူးပေါ့နော်ဒါလေးလာလှုပ်ရက်ချက်လေးလာပြောပြပဲဖြစ်ပါတယ်တော်ရုံတန်ရုံမသိကြဘူးပေါ့နော်အဲ့လာပြောပြတာပါအားလုံးပဲတိတ်ပြောကြတော့မရှိပါဘူးအားလုံးပဲဘိုင်းလို့ပြောမယ်ထင်တယ်ကျမရှင်တို့နောက်အဲ့ကော်စောပြတ်စီလိုက်အမနောက်ထပ်မိုက်တဲ့တခုပြတာရှိသေးတယ်အမတေချာကြီးအဲလေကိုရက်စလုံးမရှိလေးပြန်ထည့်ဘူးမိုက်တာပေါ့နော်စလုံးမရှိရတော့ကျွန်မထည့်မထားဘူးဟဲ့နော်ကောင်းမလေးကြာရကောင်းလေးကြာမရဘူးတဲ့အဲ့သဘောမကြာနော်အဲ့မှာကျွန်မအဲ့ပေါ်တက်စူးစားပြီးတက်ပါတယ်ကျွန်မစူးစားပြီးတက်နေပါတယ်ဒါမဲ့မရခဲ့ပါဘူးဗီဒီယို3မိနစ်ကျွန်မ edit တွေလုပ်ထားသေးတယ်ဒါတော့မှပေါ့နော်တော်ကြာနေပါတယ်မမတော့ပြောကြမရှိပါဘူးအဲ့မှာတာဝါကိုပေါ့နော်ခုံပြမယ်ငါဆုံးဒီခုံပြမယ်ကြောသားဆိုခုံပါတယ်ပြန်လို့ကြောက်သွားပါတယ်အမရဲ့လွယ်လွယ်လေးကော်စောပြန်နဲ့ပိတ်ခုံကြလိုက်ပြီးနေကြယူမကော်စောပြန်နဲ့မခုံကြနဲ့ဟိုင်းနေအရှိမဟိုင်းရလို့တာငါမတွေးမဲ့ရှောင်ထွက်သွားတကယ်ပါပဲငါ့ကိုဟိုင်းလာလို့တာတော့ကျမရှောင်ထွက်သွားကျမရမ်းရှိကျမမက်စီကျမတကယ်တော့မမြင်လိုက်လို့ပါလို့တောင်းပန်ပါတယ်အဲ့ညီမလေးကိုပဲပေါ့နော်အဲ့ညီမချက်ပြုတ်ကြအဲ့ပေါ်ရောက်သွားခေါင်းကပြုတ်ကြသွားအဲ့ပေါ်ရောက်သွားပါတယ်ပြီးတော့မမယ်ပြီးတော့မမယ်ငါလေးဆောင်ပေးကြပါဦးအမကော်တော့ပြန်လာယူဟဲ့ပြီးတော့အပြင်ပြန်ထွက်မှခလုတ်ပိတ်သွားမယ်ဆိုရှင်အစိမ်းအောင်ခလုတ်လေးကိုနှိပ်လိုက်ရပါပြီနော်အဲ့လိုဝက်ချလေးလာပြရပါဘာမှတော့သိပြောကြတော့မရှိတော့ဘူးပါဘူးလို့ခိုင်ဆက်နှုတ်ဆက်လားမိတ်ဆက်လားပြောခိုင်ပါနေနှုတ်ဆက်ခိုင်းတာလေဘာပြောမိတ်ဆက်ခိုင်းတာမိတ်ဆက်အားလုံးပဲပြောပါတယ်ခင်ဗျာဖိုင်းရှိပါတယ်ခင်ဗျာစောက်ပြီးကဲဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်နဲ့ပြီးတော့မှာပေါ့နော်ကားလုံးပဲဘိုင်ဘိုင်